မြန်မာနိုင်ငံမှာအခမ်းအနားဆုံးစံအင်ကြီးစောက်ပြီးတော့မယ်လို့အသိပေးလာတဲ့နန္ဒာလိုင်တို့ဇနီးမောင်နှံပရိသတ်ကြီးရဲ့ဒီကနေ့မှာတော့မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးစီရင်ဝင်စေကဘာဦးခင်ရွှေရဲ့သားဖြစ်သူတထေးကြီးဦးစေတီဟာနဲ့နိုင်ငံကျော်အကယ်ဒမီမင်းသမီးကြီးနန္ဒာလိုင်တို့ဇနီးမောင်နှံရဲ့နန်းတော်ကြီးဓမြခမ်းနားကြီးကျယ်လာတဲ့ဇက်ဗီလာအမည်ရတဲ့အပန်းဖြေစံအင်ကြီးအကြောင်းကိုတင်ဆက်ပေးကြပါမယ်။မင်္ဂလာတုံရဲ့မိသားစုပိုင်းမြေခွက်ကျယ်ကြီးပေါ်မှာတည်ဆောက်နေတဲ့ဒီအစင်းမြင့်စံအင်ကြီးကချစ်စရာကောင်းတဲ့သမီးလေး၃ယောက်အတွက်အဓိကရည်ရွယ်ပြီးတော့ဆောက်လုပ်နေရဖြစ်ပါတယ်။အထူးခြားဆုံးအချက်တစ်ခုကတော့ခင်မုန်းဖြစ်သူတထေးကြီးဦးစေတီဟာအင်းစိန်ထောင်ထဲရောက်နေစဉ်ကာလအတွင်းမှာတရုတ်ဆောင်နန်းထားလိုင်ကဒီအိမ်ကြီးကိုအနီးကပ်ကြီးကြပ်ပြီးတော့မမမမနဲ့အဆက်ဆက်ရရဦးဆောင်တည်ဆောက်ခဲ့တာပါ။အခုဆိုရင်တော့ဒီဇက်ဗီလာဆိုင်ရင်ကြီးကအရာဂိုင်နှုန်းတော်တော်များများပြီးစီးသွားပြီဖြစ်ပြီးတော့လက်တလုံးမှာတော့အချောသက်လုပ်ငန်းတွေကိုအပြည့်အစုံဆောင်ရွက်နေတာဖြစ်ပါတယ်။အဆောက်အဦရဲ့ဒီဇိုင်းကလည်းအင်မတန်ဆန်းသစ်ပြီးတော့လာချမ်းပုံစံအိမ်မာကြီးအိမ်ရှိနဲ့အိမ်နောက်ဖက်ရေပန်းတွေရေပြင်ပေါ်ကရှောက်လန်းတရားလေးတီးတန့်ကျွန်းနေရအပြင်တစ်ခွအိမ်နဲ့စိုက်ခင်းလေးတွေပါအစုံလင်းထည့်သွင်းတည်ဆောက်ထားပါတယ်။လက်ရှိအချောသက်ပိုင်းရောက်နေတဲ့အချိန်မှာတော့ပုံမအောင်မြင်ပြီးတော့စီးပွားတက်စေဖို့အတွက်နာမည်ကြီးဖုံးရွှေပညာရှင်တွေကိုယ်တိုင်လာရောက်ကြည့်ရှုစစ်ဆေးပြီးတော့လိုအပ်တဲ့အကြံပေးလမ်းညွှန်မှုတွေကိုအသေးစိတ်ပြုလုပ်နေပြီလို့သိရပါတယ်။ကမ္ဘာပေါ်ကအကောင်းဆုံးဇိမ်ခံပစ္စည်းတွေနဲ့အထူးဖန်တီးတည်ဆောက်ထားတဲ့ဒီစံအင်ကြီးရဲ့ခမ်းနားမှုအပေါ်ပရိသတ်ကြီးကရောဘယ်လိုမြင်ကြပါသလဲရှင်။စင်းရဲကကစုံရွက်နဲ့စားခဲ့ရပြီးဆွေမျိုးတွေကအဖက်မလုပ်ကြောင်းရှင်ဖွင့်လာတဲ့ခင်မိုးပကြီးရဲ့ငယ်ဘဝကတော့တော်တော်လေးကိုကြမ်းတမ်းခဲ့ပါတယ်။မိသားစုကစင်းရဲနွမ်းပါလွန်းလွန်းထမင်းကိုကစုံရွက်နဲ့ကြီးရောင်ရဲခဲ့ရတဲ့နေ့ရက်တွေရှိခဲ့သလိုစင်းရဲလိုဆွေမျိုးတွေနဲ့အပေါင်းအသင်းတွေတောင်အဖက်မလုပ်ခဲ့ကြဘူးလို့ခင်မိုးပကြီးကရင်ဖွင့်လာပါတယ်။တကယ်တော့ခင်မိုးပကြီးကအနုပညာမျိုးရိုးမကင်းတဲ့သူပါ။တကယ်တခါကနာမည်ကြီးခဲ့တဲ့တရုတ်ဆောင်ဝါခင်မအရေးမောင်ရဲ့မြေဖြစ်သလိုစတူဒီယိုခေဦးအဆိုတော်မီရွက်ဝါရဲ့တူမအရင်ဖြစ်ပါတယ်။ဒါပေမဲ့အတိတ်ကစိတ်နာစရာတွေကြောင့်သူမကဒီဆွေမျိုးအတိုင်းဝိုင်းအကြောင်းကိုမီဒီယာတွေမှာတခါမှထုတ်မပြောခဲ့ပါဘူး။အဆိုတော်မေရွက်ဝါကိုယ်တိုင်ကထုတ်ပြောလာမှသာပရိသတ်တွေကသိခဲ့ကြရတာပါ။ဒီလိုလောကဒဏ်ရဲ့အခက်အခဲပေါင်းများစွာကိုကြံ့ကြံ့ခံကြောဖြတ်ခဲ့ပြီးတဲ့နောက်အခုချိန်မှာတော့ခင်ဘိုးပကြီးကမြန်မာတန်စင်တွေနဲ့တရားတောင်းဓမ္မပူဇာတေးတွေကိုအကြည်လင်ဆုံးသိဆိုနိုင်တဲ့သူတစ်ယောက်အဖြစ်အားလုံးကလက်ခံချီးကျူးထားကြပါပြီ။ဒါအပြင်လက်တလုံးနာမည်ကြီးနေတဲ့ဓမ္မစင်ကအစီအစဉ်မှာစတော်ဘယ်ရီမျက်နှာဖုံးရှင်လေးဖြစ်ပါဝင်ခဲ့ပြီးတော့ပရိသတ်တွေရဲ့အားပေးမှုတွေကိုအခိုင်အမာရရှိခဲ့တာပါ။အတိတ်ကဘလောက်ပဲဆင်းရဲခဲ့ပါစေကိုယ့်ရဲ့စူးစမ်းမှုနဲ့အောင်မြင်အောင်ရည်တည်ပြနိုင်ခဲ့တဲ့ခင်ဘိုးပကြီးရဲ့စိတ်ဓာတ်လေးကတော့တကယ့်ကိုလေးစားစရာပါပဲ။ဗီဒီယိုကိုကြည့်နေကြတဲ့ပရိသတ်ကြီးတွေမှာရောခင်မိုးပကြီးရဲ့တချင်းလေးတွေကိုနှစ်သက်အားပေးတဲ့သူတွေပါလားဆိုတာခေါမမှာပြပြခဲ့ပါအောင်ရှင်